Hello မင်္ဂလာပါရှင်ကျွန်မကတော့ New Generation မြန်မာမှာ GD Science ကိုသင်ကြားနေတဲ့ Teacher Alice ဖြစ်ပါတယ်ရှင်ကျွန်မဒီနေ့မိတ်ဆက်ပေးမှာကတော့ GD Science မှာဘယ်လိုအပိုင်းတွေပါလဲ GD Science မှာမေးတဲ့ question ပုံစံတွေကတော့ဘယ်လိုပုံစံရှိလဲ GD Science ကကြတော့ total question ဘယ်နှပုံမေးလဲကျွန်တော်တို့ dynamic ဘယ်လောက်ဖြေရလဲဆိုတာကိုကျွန်မကမိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ GD Science မှာသင်ကြားရတာကတော့ Life Science 40ရာခိုင်နှုန်းမှာ Physical Science 40ရာခိုင်နှုန်းမှာ Adding Space Science ကတော့20ရာခိုင်နှုန်းမှာပေါ့နော်ကိုမိုင်း Science သင်ရတဲ့အနေနဲ့ပါ Life Science ကတော့ကျွန်တော်တို့ဒါသက်ရှိနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသင်ရတဲ့အပိုင်းဖြစ်ပြီးတော့ Physical Science ကကြတော့ကျွန်တော်တို့ Physics ရဲ့ Chemistry ရဲ့နှစ်မျိုးပေါင်းထားတာဖြစ်ပါတယ် Physics 20ရာခိုင်နှုန်းနဲ့ Chemistry 20ရာခိုင်နှုန်းသင်ရတာဖြစ်ပါတယ် Adding Space Science ကတော့ကမ္ဘာမြေကြီးနဲ့အာကာသအကြောင်းမှာကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးကိုဘာတွေနဲ့ဖွဲ့စည်းထားလဲအဲ့တော့ကမ္ဘာကြီးနဲ့တခြား system တွေနဲ့ကတော့ဘယ်လိုမျိုးချိတ်ဆက်ဆက်နွယ်မှုရှိလဲဆိုတာကိုကျွန်တော် Adding Space မှာသင်ရမှာဖြစ်ပါတယ်ဒါကတော့ GD Science မှာသင်ရတဲ့အပိုင်း3ပိုင်းပါ portion 3ခုပါကျွန်တော်တို့က combine science အနေနဲ့ science ရဲ့ subject အကုန်လုံးကို general အနေနဲ့ကျွန်တော်တို့သင်ရတာဖြစ်ပါတယ်ပြီးတော့အားလုံးသိတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ GD ဒီတဘာသာချင်းစီပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘာသာရဲ့၄ခုလုံးပဲဖြစ်ဖြစ်ပြီးတဲ့ပြီးမှကတော့အတူတူပါပဲကျွန်တော်တို့200မှာ145မှတ်ဒီ basic score ပါဒါကတော့အားလုံးသိကြတဲ့အတိုင်းပါအဲ့ဒီအချိန်မှာကျွန်တော်တို့ကပေါ့နော်ဒီ college တက်ဖို့အတွက် ready အဆင်သင့်ဖြစ်တဲ့အမှတ်ကတော့165မှတ်ကနေပြီးတော့184မှတ်ပေါ့နော်အဲ့တော့ဒါတော့ college တက်ဖို့အတွက် ready အဆင်ပြေတဲ့အမှတ်ပါပြီးရင်တော့ကျွန်တော်တို့184မိနစ်ထပ်ကတော့ credit ထွက်တဲ့မှာပါဒါကတော့ကျွန်တော်တို့ဒါတဘာသာချင်းစီရောဘာသာရဲ့ GD မှာသင်ကြားတဲ့ဘာသာရဲ့၄ခုလုံးအကုန်လုံးတူတူပါပဲရှင်ဒါဆိုရင်ကျွန်တော်တို့ GD မှာဒီ combine science ပေါ့နော်ဒီ portion 3ခုလုံးသင်ပြီးသွားရင်ကျွန်တော်တို့ question ID ကရောဘယ်နှခုမေးလဲဆိုတော့38ပုံမေးပါတယ်ရှင်38ပုံကိုကျွန်တော်တို့ကtime limit ကတော့90မိနစ်ပေါ့နော်မိနစ်90 1 hour 30 minuteမေးပါတယ်ရှင်1 hour 30 minute အတော်အတွင်းကိုကျွန်တော်တို့က item 38ပုံလုံးကိုဖြည့်ဆိုအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ science ဒီတစ်ဆက်တည်းဖြည့်ရတာပါကျွန်တော်တို့ဒီ no break ကြားထဲမှာ break time မရှိပါဘူးပေါ့နော်ကျွန်တော်တို့ဒီတနိုင်ခွဲအတော်အတွင်းမှာ38ပုံကိုဖြည့်ရတာဖြစ်ပါတယ်ဒါဖြစ်ရင်ကျွန်တော်တို့ science မှာမေးတဲ့38ပုံလုံးအတွက်ခြုံငုံမိစေတဲ့ question အမျိုးအစားကရောဘယ်နှမျိုးရှိလဲဆိုလို့ရှိရင်question type ပေါ့နော်ဘယ်နှမျိုးရှိလဲဆိုရင်ကျွန်တော်တို့3မျိုးပဲရှိပါတယ် reading for meaning ကကြတော့ကျွန်တော်တို့ဒါစာပိုက်တွေဖတ်ပြီးတော့မှဖြေရတဲ့ပုံစံမျိုးပါများသောအားဖြင့်ကျွန်တော်တို့ live science အပိုင်းနဲ့ adding speed အပိုင်းမှာလာတတ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ using number and graphicsကိန်းဂဏန်းတွေသုံးမယ်ချက်တွေ diagram တွေ table တွေကြည့်ပြီးတော့မှဖြေရတဲ့မေးခွန်းမျိုးပါများသောအားဖြင့်ကျွန်တော်တို့ physical science မှာလာတတ်ပါတယ် formula တွေကိန်းဂဏန်းတွေသုံးပြီးတော့ကျွန်တော်တို့အတော့ပိုင်းအနေနဲ့ဖြေရတဲ့မေးခွန်းမျိုးပါနံပါတ်3မေးခွန်းတိုက်ကတော့ design နဲ့ interpreting scientific experiment ပေါ့နော် scientific experiment တွေကို shoot out ပေါင်းမျိုးစုံကနေကြည့်ပြီးတော့ဖြေရတဲ့မေးခွန်းမျိုးပါဒါမျိုးကတော့ကျွန်တော်တို့ life science ကို physical ရော adding speed ရော3ပိုင်းလုံးကနေလာနိုင်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အဓိကမိတ်ဆက်သွားကတော့ science မှာပါဝင်တဲ့ portion 3ခုအဲ့တော့ science ရဲ့ဖြည့်ဆိုရမယ့်ဖြည့်ဆိုခြင်းပေါ့နော်ဖြည့်ဆိုခြင်းပါဝင်တဲ့မိခွန်း item နဲ့ question type အမျိုးအစားတွေကိုပြောသွားတာဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျွန်မ GD science မှာပါဝင်တဲ့ဒီ combine science 3ခုလုံးပါဝင်တဲ့ science topic လေးနဲ့အနေနဲ့မိတ်ဆက်ပြရစီရှင်နော်တော့ဒါဆိုရင်ကျမတို့ကပထမဆုံး live science မှာဆိုလို့ရှိရင်เนาะကျမတို့ကပေါ့နော်ဒီ chapter 6ကိုဒါကတော့ကျမတို့ microhi စာအုပ်ထဲမှာပါတဲ့ chapter တွေကိုကျမကိုးကားထားတာပါအဲ့တော့ပထမဆုံး live science ကတော့ကျမတို့ဒါ cells နဲ့ပေါ့နော်အဲ့တော့တတဝါရီအကြောင်းဖြစ်တဲ့အတွက်တတဝါရီရဲ့အဓိကအခြေခံဖြစ်တဲ့ cells နဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့နော်အဓိကသက်ရှိရဲ့အခြေခံဖြစ်တဲ့ကျမတို့ cells နဲ့သက်ဆိုင်တဲ့အကြောင်းတွေကိုကျမတို့အများကြီးသင်ရပါတယ်ပြီးတော့ကျမတို့ဒီ chapter 3မှာဆိုလို့ရှိရင်เนาะကျမတို့မျိုးရိုးဗီဇနဲ့ပတ်သက်တဲ့တွက်ထုတ်ခြင်းပေါ့နော် genetic ပုံစံထုတ်ခြင်းတွေသင်ရပါမယ် chapter 4ကတော့ကျွန်တော်တို့တတဝါရီဒီဟိုးရင်တော့ကောပုံစံနဲ့ယနေ့ခေတ်မှာရှိတဲ့ပုံစံပေါ့နော်တဖြည်းဖြည်းဆင့်ကဲပြောင်းလဲလာတဲ့ evolution အကြောင်းသင်ရမှာဖြစ်ပါတယ် chapter 5ကတော့ ecosystem သက်ရှိချင်းချင်းကြားထဲမှာရှိတဲ့ချိတ်ဆက်ဆက်နွယ်မှုသက်ရှိရောတမရောကြားထဲမှာရှိတဲ့ချိတ်ဆက်ဆက်နွယ်မှုတွေအကြောင်းကျွန်တော်တို့သင်ရမှာဖြစ်ပါတယ် chapter 6ကတော့ကျွန်တော်တို့လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ body system တွေနဲ့ကျန်းမာရေးအကြောင်းသင်ရမှာဖြစ်ပါတယ်တော့ life science ကတော့ကျွန်တော်တို့ဒါ macrohi စာအုပ်ထဲမှာပါတဲ့ chapter 6ခုလုံးကတော့40ရာခိုင်နှုန်းသင်ရမှာဖြစ်ပါတယ်ရှင်
အဲ့တော့ကျွန်တော်တို့ path 2ကကြတော့ physical science မှာ physics ပါမယ် chemistry ပါမယ်ပေါ့နော်ဒီ chapter 7ကတော့ကျွန်တော်တို့ chemistry ပါ chapter 8နဲ့9ကတော့ကျွန်တော်တို့ physics ပါ chapter 7ကတော့ chemical reaction ပေါ့နော်ဓာတုဓာတ်ပြုခြင်းအကြောင်းတွေကျွန်တော်တို့ equation ညှိတဲ့အကြောင်းတွေကျွန်တော်တို့ဒါ state of matter ပေါ့နော် dry water ပစ္စည်းရဲ့အခြေအနေ solid liquid gas အကြောင်းတွေကိုသင်ရမှာဖြစ်ပါတယ် chapter 8နဲ့9တွေကတော့ကျွန်တော်တို့ physics နဲ့ပတ်သက်တဲ့အကြောင်းအရာပါအဲ့တော့ကျွန်တော်တို့နေ့စဉ်နဲ့အမျှအသုံးပြုနေတဲ့ energy စွမ်းရည်အကြောင်းတွေအဲ့တော့ကျွန်တော်တို့ဒီအရာဝတ္ထုပစ္စည်းတွေရွေရှားမှုတွေကျွန်တော်တို့ force နဲ့ပတ်သက်တဲ့ calculation အပိုင်းတွေ law တွေကိုသင်ရမှာဖြစ်ပါတယ်ရှင်Path 3ပိုင်းကတော့သူကလည်း40ရာခိုင်နှုန်းပဲပေါ့နော် Path 3ပိုင်းကတော့ add and speed ပါကမ္ဘာမြေကြီးနဲ့အာကာသအကြောင်းပါအဲ့တော့ chapter 10ကတော့ကျွန်တော်တို့ space system အဲ့တော့အာကာသထဲမှာကျွန်တော်တို့ solar system ထဲမှာဘာတွေပါဝင်လဲပေါ့နော်အဲ့တော့ solar system ထဲမှာပါတဲ့ဂျိုသိန်းဂျိုမွားတွေအကြောင်းဒါမှမဟုတ် Jerigon တွေအကြောင်းကိုကျွန်တော်တို့ဒီကပေါ့နော်ဒီ Jerry ရဲ့ life cycle တွေအကြောင်းသင်ရမှာဖြစ်ပါတယ် chapter 11ကတော့အဲ့ဒီကျွန်တော်တို့ space system ထဲမှာပါတဲ့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးအကြောင်းကိုပဲအဓိကအသေးစိတ်ဒီသင်ရမှာဖြစ်ပါတယ်ရှင် chapter 12ကတော့ကျွန်တော်တို့ interaction between earth system and living thing ကျွန်တော်တို့ကမ္ဘာမြေကြီးနဲ့သက်ရှိအကြောင်းမှာရှိတဲ့ချိတ်ဆက်ဆက်နွယ်မှုတွေပေါ့နော်ကာဗွန်တန်တရားဘယ်လိုလဲနိုက်ထရိုဂျင်တန်တရားဘယ်လိုလဲစသဖြင့်ကျွန်တော်တို့ပေါ့နော်ဥပမာကျွန်တော်တို့ဒီဘက်ကလေဖိအားနဲ့ရဝင်နေဘယ်လိုဖြစ်လာလဲလေဖိအားများရဝင်နေဘယ်လိုဖြစ်လာလဲကျွန်တော်တို့ပေါ့နော်တဘာဝဘီအနေတွေဟာကျွန်တော်တို့ဒီနေထိုင်နေတဲ့ကမ္ဘာကြီးရဲ့ဘယ်လိုသက်ဆိုင်နေလဲစသဖြင့်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့သင်ရမှာဖြစ်ပါတယ်ရှင်ဒါကတော့ကျွန်တော်တို့lecture ထဲမှာသင်ရတဲ့ပေါ့နော်ဒီ adding speed နဲ့10ရာခိုင်နှုန်းမှာအပါဆိုရင် lecture ထဲမှာသင်ရတဲ့ကျွန်တော်တို့ဒီမှာအပိုင်းလေးတွေပါပေါ့နော် combine science အနေနဲ့သင်ရမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျွန်တော်တို့ခုနက question type 3မျိုးပြောသွားတယ်ဒါဆိုရင် question format လေးတွေကတော့ဘာတွေပါမလဲကျွန်တော်တို့ science မှာအဓိကမေးတာကတော့ multiple choice ပါ multiple choice လေးတွေပါမယ်ပြီးတော့ကျွန်တော်တို့ drag and drop ပေါ့နော်အဲ့တော့ဒီအောက်ကကျွန်တော်တို့ answer လေးတွေကိုဆွဲပြီးတော့ဒီအဖြေကွက်လက်လေးတွေမှာကျွန်တော်တို့ဖြေတာမျိုးတွေပါမယ် draw down question ကျွန်တော်တို့ဒီမှာ select လေးပေးထားတယ်အဲ့ဒီအောက်မှာအဖြေလေးပေးထားတယ်အဲ့တော့မှန်တဲ့အဖြေတွေကိုရွေးတဲ့ draw down question မျိုးပါပါမယ်ပြီးတော့ရင်ကျွန်တော်တို့ fill in the blanks ကွက်လက်ဖြည့်ပြီးတော့ဖြေရတာမျိုးတွေပါပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ question format ၄မျိုးလုံးအတွက်ဆိုလို့ရှိရင်တော့သူကကျွန်တော်တို့ဖတ်ရမယ့် read the basic information တွေကိုအပြည့်စုံပေးထားပါတယ်ဒီ information တွေကိုဖတ်ပြီးတော့မှကျွန်တော်တို့က critical thinking ကောင်းကောင်းနဲ့ဒီမေးခွန်းနဲ့အဝင်ဝင်ကြားဖြစ်တဲ့အဖြေမျိုးကိုကိုက်ညီအောင်ဖြေရမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီ question လေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ fill in the blanks question မျိုးပါအဲ့တော့ဒီမှာကျွန်တော်တို့ကစာပိုက်ပေးထားမယ်စာပိုက်ထဲမှာပါတဲ့ information တွေကိုဖတ်ပြီးတော့မှကျွန်တော်တို့ဒီ ကွက်လက်လေးတွေမှာဘာတွေဖြေရမလဲဆိုတော့အဲ့တော့ fill in the blank question type မျိုးပါဒီ number 2 question လေးကတော့ကျွန်တော်တို့ဒါကကြတော့ draw down question လေးပါအဲ့တော့ကျွန်တော်တို့မေးခွန်းထဲမှာဒီဘက်က select လေးပါပါမယ်ဒီ select လေးရဲ့ down arrow လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့အောက်မှာကျွန်တော်တို့အဖြေ3မျိုးဖြစ်ဖြစ်4မျိုးဖြစ်ဖြစ်ကြားလာပါလိမ့်မယ်အဲ့ထဲမှာမှကိုယ်အတွက်မှန်နေပေါ့နော်အဖြေတစ်ခုကိုကျွန်တော်တို့ကအဲ့တော့နှိပ်လိုက်ရင်ရပါပြီရှင်နှိပ်လိုက်ရင်ရပါပြီနောက်တစ်ခုကတော့ကျွန်တော်တို့ဒါ multiple choice ပါအပေါ်မှာ information စာပိုက်တွေပေးထားမယ်မေးခွန်းနဲ့အဝင်ခွင့်ကြားဖြစ်တဲ့အဖြေမျိုးလေးကိုကျွန်တော်တို့ကဒီဘက်မှာ ABCD မှာတစ်မျိုးရွေးပေးရပါပြီနောက်တစ်ခုကကျတော့ကျွန်တော်တို့က drag and drop question ပါအဲ့တော့ဒီအောက်မှာကျွန်တော်တို့အဖြေလေးတွေပေးထားပါလိမ့်မယ်အဲ့ထဲမှာအဖြေလေးတစ်မျိုးသူနဲ့အဝင်ခွင့်ကြားဖြစ်တဲ့ box လေးမှာလာပြီးတော့လက်ချလိုက်မယ်အဲ့တော့ဆွဲပြီးတော့လက်ချလိုက်မယ်เนาะဒီ box လေးကိုဖိဆွဲလာပြီးတော့ကျွန်တော်တို့သူနဲ့အဝင်ခွင့်ကြားဖြစ်တဲ့ box လေးမှာလာပြီးတော့ချလိုက်တဲ့ question မျိုးပါဒါမျိုးကိုကျတော့ကျွန်တော်တို့ drag and drop question လို့ခေါ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့မေးတဲ့ question format ကတော့၄မျိုးပါ multiple choice question ပါမယ် fill in the blanks question ပါမယ် drag and drop ပါမယ် drag and draws ပါမယ်တော့ဆွဲလာပြီးတော့အဖြေလေးကိုဆွဲထည့်တဲ့ပုံစံမျိုးပါအဲ့တော့ drag and drop down ကကြတော့ကျွန်တော်တို့ select လေးပါပြီးတော့ down arrow select လေးကိုနှိပ်လိုက်ရင်အဖြေ၃မျိုး၃မျိုး၄မျိုးကြာလိုက်အဲ့ထဲအဖြေမဲလေးတွေကိုရွေးပြီးထည့်လိုက်ရင်ရပါပြီရှင်ဒါတော့ကျွန်တော်ရဲ့ science မှာ GD science မှာဘယ်လိုအကြောင်းတွေပါမလဲအဲ့တော့ဘယ်လို question type တွေပါမလဲဘယ်လို question format တွေပါမလဲဆိုတော့ကျွန်တော်အချင်းချုပ်လေးပြောပြသွားမှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်